မြမစိုးစကားတွေကိုလေးလာပါလို့ပြောနေတာဆိုင်စာကုန်းရေးဖို့ထင်မဟုတ်အပြင်လူလောကမှာနည်းနည်းပါးစိုးစကားလေးညက်ပြောရင်အားချောင်းလို့ရတာပါဗျာဒီနေ့မှလည်းစကားပုံစိုးစကားတစ်ခုလေးနဲ့စာပိုက်တစ်ခုဘယ်လိုရေးရမလဲဆိုတာပြပြမယ်အဲ့ဒီစာပိုက်ကိုလေ့လာပြီးတော့ရင်လမ်းမဆက်သွယ်ရေးတို့ခီးတော်လာရေးနေတို့အဲ့လိုမျိုးနေပြီမှာစာပိုက်တစ်ပိုက်ကိုထည့်လို့ရတာပါဗျာစမယ်နော်အပင်ကြည့်ပြီးအတီးတီးညောင်အမြင်နည်းပြီးခရီးဝတီတောင်အဲ့ဒီစိုးစကားလေးကိုစာပိုက်တစ်ထည့်ကိုဘယ်လိုထည့်ရမလဲဆိုတာကြည့်အောင်အပင်ကြည့်ပြီးအတီးတီးညောင်အမြင်နည်းပြီးခရီးဝတီတောင်ဟုတ်တော့စိုးစကားဒီပင်ပြင်ဆင်ရလို့ကြည့်ပြီအမြင်နည်းပြီးခီးလည်းမဝေးတော့ပါတောင်ပေါ်နဲ့မြေပြင်ခီးကိုမြင်လူအများလွယ်ကူစွာခီးတော်လာနိုင်ပါပြီစကင်းကခြေချင်းတစ်ဖုံမြင်းနဲ့တစ်မျိုးလက်တံဖြစ်တော်လာရတဲ့ခီးတို့ကိုယခုကမီးထလန်ကားလမ်းများဖောက်လုပ်ပြီးစီးခဲ့ပြီးဖြစ်ပြီးတော်လူရကိုနောက်နေခြင်းမရှိတော်လာနိုင်ခဲ့ပြီဒါတော့အပင်ကြည့်ပြီးတီးတီးညောင်အမြင်နည်းပြီးခီးဝေးတီတောင်းဆိုရဲစိုးစကားလေးကိုထည့်ပြီးတော့စာပိုက်တစ်ပိုက်ဖွဲ့လိုက်တာပဲဖြစ်ပါတယ်ဘယ်လိုမျိုးမိုက်လိုက်လဲဗျာစိုက်စာကုန်းကိုမရေးတတ်ဘူးဆိုတော့ဖြစ်နိုင်ပါမလား